လက်ခေါ်ငွေဝင်ကျန်းဆုံးမန်နန်တစ်ပုတ်ကိုတင်ပေးမယ်ဒီမန်နန်ကလေပတ်စံဝင်လုံးလို့တတိထားပြီးတော့မှရွတ်ရမယ်လို့ရှေးဆရာအစစကဆုံးမခဲ့ကြတယ်နော်အဲ့ဒါသူကပတ်စံကိုကင်ပြီးတော့ရွတ်ရတာကိုကဈေးရောက်နေဆိုလဲကဲပတ်စံထည့်တဲ့ခွက်ရှိတယ်ပတ်စံထည့်တဲ့ခွက်ကလေးကိုကင်ပြီးတော့ရွတ်နော်ပတ်စံအိတ်ထဲကိုထည့်ရဆိုလဲကိုပတ်စံထည့်တဲ့အိတ်ပေါ့ပတ်စံထည့်တဲ့နေရာကိုကင်ပြီးတော့ရွတ်ရမှာဖြစ်ပါတယ်ရွတ်ရမယ်မန်နန်ကအုံအထရာဇာနန်အရဟံမာတင်ကိုဆိုပြီးတော့29ခေါက်ရွတ်ပြရတာနော်အဲ့တော့ရွတ်လိုက်တာနဲ့ပတ်စံနေရလေတိတ်တိတ်တတာနဲ့ဝင်လာတာဟိုဘယ်လိုခေါ်မလဲထိမနိုင်တားမရပေါ့နော်အတားစီမဲ့ုံမှငွေတွေရွှေတွေရတနာတွေရောက်ရှိစေနိုင်တဲ့မန်နန်ကောင်းတစ်ပုတ်ဖြစ်ပါတယ်သူကရှေးဟောင်းပရပိုက်ကနေပြီးတော့လာတဲ့မန်နန်တစ်ပုတ်ဖြစ်တယ်အဓိကကတော့မိမိရဲ့အတိတ်ဘဝမှာပြုခဲ့တဲ့ဥဒ္ဒကံတွေပြန်ဆက်လာစီပြီးတော့ဟိုမြုပ်နှံထားခဲ့တဲ့ရွှေအိုးငွေအိုးတွေပြန်ပေါ်တဲ့ကဲ့သို့လက်လာပါတွေကပြန်လည်ရရှိလာမယ်အဲ့တော့တချို့ဆိုလေလက်ပိတ်နေတာကြာပြီနော်ပြန်မပွင့်ဘူးနော်ငွေရတော့ဝင်တယ်ငွေမမြဲဘူးအဲ့တော့ငွေကဝင်တဲ့လားမဝင်ဘူးမြုပ်နေတဲ့ငွေတွေရှိတယ်ပြန်ပေါ်မလာဘူးနော်အကျွေးပြန်မရဘူးနော်အဲ့တော့အကျွေးလည်းပြန်ရရမယ်အကျွေးကြည်ကျင်တဲ့သူတွေဆိုလဲအကျွေးဆက်ဖို့အတွက်ငွေကြေးလက်လာပါဟာလုံလုံလောက်ရရှိလာမယ်အဓိကတော့အတိတ်မှာကိုပြုခဲ့မှုတဲ့ကုသိုလ်ကံအရှိန်ဟုန်တွေကပြန်လဲဆက်သွားပြီးတော့အာကုသိုလ်ကံလက်ရှိမှာခက်ခဲနေတဲ့ခက်ခဲတွေအားလုံးကိုကြော်လွှားလွှမ်းမိုးလိုက်ပြီးတော့ငွေကြေးလက်လာပါပြန်လဲစီးစင်းစေနိုင်တဲ့လက်ပွင့်ငွေဝင်ကာတာလို့ခေါ်တယ်တချို့ကကြတော့ပတ်စံအေးလေးကိုကင်ပြီးတော့အဲ့ဒီခါတော့28ခေါက်ရွတ်ပြီးသွားတယ်အဲ့ပတ်စံအေးလေးကို3ချက်လောက်ပုတ်ပြီးတော့ရွတ်ရတယ်နော်အဲ့တော့လက်ခေါ်ခါတာလို့လည်းပေါ့နော်အဲ့တော့တချို့ကပတ်စံမသုံးကဲ KB တို့ wave လိုပဲသုံးတယ်ဆိုပါဆို digital marketing ပဲသုံးတယ်နော် digital pay ပဲသုံးတယ်အဲ့တော့ KB wave တွေမသုံးဘူးဆိုလေမန်နန်လေးပဲရွတ်လိုက်လက်ခေါ်လေး3ချက်လောက်တီးပြီးတော့လူရစုတာအဲ့တော့လက်ခေါ်မန်နန်လို့လည်းခေါ်အဲ့တော့လက်ခေါ်တီးလိုက်တာနဲ့ငွေတွေဟာတတော်နဲ့တသွင်းစီးစင်းပြီးတော့ရရှိစေနိုင်တဲ့မန်နန်တစ်ပုတ်ဖြစ်ပါတယ်အဲ့တော့လက်တလုံးမှာငွေကြေးခက်ခဲနေတဲ့ဒီအားလုံးရွတ်ပါငွေကြေးခက်ခဲရနေပြီးတော့ချက်ချင်းလွတ်မြောက်ပါလိမ့်မယ်ကျွေးဘူးကိစ္စကျွေးဘူးခက်ခဲဒုက္ခရောက်နေတယ်ကျွေးဆက်ရတော့မယ်ကျွေးမပေးနိုင်စသဖြင့်ပေါ့နော်ကျွေးကိစ္စခက်ခဲတော့ကရှိတဲ့တွေလည်းရွတ်ပါချင်းတွေပေါ့အခုရွတ်လိုက်တာနဲ့ချက်ချင်းနိုင်ငံကိုပဲငွေချင်းနဲ့ပတ်သက်တဲ့အကျွေးကိစ္စနဲ့ပတ်သက်တဲ့ခက်ခဲတွေအားလုံးပြေပြောက်သွားပြီးတော့ငွေတွေဟာတားမရတော့အောင်ထိမနိုင်တော့အောင်ကမှပတ်စံနေလက်လာပါလိမ့်ညားဆိုတော့ဝင်ရောက်လာပါလိမ့်မယ်တတိနဲ့ရွတ်တော့ပတ်စံနေအများကြီးရင်ထိမနိုင်ပါဆိုလို့အဲ့တော့တတိထားပြီးတော့ရွတ်ကြပါငွေအင်တန်ရွှင်ပြီးတော့လက်လာပါအင်တန်ပွင့်လန်းစေတဲ့မန်နန်တစ်ပုတ်ဖြစ်ပါတယ်တောင်းတိုင်းလည်းရတယ်တတိုင်းလည်းရတယ်ဩဇာအာဏာလည်းတည်တယ်စိတ်ကညှို့လိုက်ရုံနဲ့ပတ်စံဝင်